ကျွန်တော်တို့ဗျူဟာအဆင့်ဒီလိုမျိုးတက်တီတက်တွေကိုရွှေ့ရလောက်အောင်ဗျူဟာအဆင့်လောက်ကလည်းဒါတွေကိုလုံနိုင်မှာလို့ကျွန်တော်တို့ကတော့မထင်ဘူးဗျဗျူဟာဆိုတာလည်းတက်မှအောက်မှာရှိတာပေါ့နော်အဲ့ဒီတော့ကြောင့်မလို့အခုဒါဒီညံပြင်းမှုတွေအားလုံးကိုလက်ညှိုးထိုးကြခြင်းဆိုလို့ရှိရင်တော့ကောက်ဆထမူကနေပြီးတော့ဦးစိုးဝင်းရတစင်ဦးမင်းအွန်လိုင်းအထိလက်ညှိုးထိုးမှရမှာပါတနာပါလေမိတဲ့ခါကြလို့ရှိရင်အနောက်ဟိုကျွန်တော်တို့ကြော်တန်းလာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel မှာကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ကဆိုရင်မြန်မာနိုင်ငံအတွင်းလက်တလောဖြစ်ပေါ်နေတဲ့နေ့စဉ်သတင်းထူးသတင်းတွေကိုတင်ဆက်ပေးတော့မှာမို့ကျွန်တော်တို့ရဲ့ channel ကိုစောင့်မျှော်အားပေးဖို့တိုက်တွန်းအပ်ပါတယ်စစ်သေးကြရခိုင်ကိုနော်စစ်သေးကြ AA ကိုပြန်တိုက်နေတဲ့အချိန်မှာကျွန်တော်ပြည်တော်စုစိတ်သက်ရှိတဲ့မွတ်စလင်တွေအားလုံးကိုကျွန်တော်တို့ကမိတ်ဆွေအဖြစ်တော့မှသဘောထားရအောင်ပါမိမိဘက်ကတိုက်ပြီးဒါကိုယ့်ရဲ့သွေးတောက်ရဲဘော်ဖြစ်နေမှာသဘောထားရအောင်ပါလို့ကျွန်တော်တို့ကတော့သုံးသပ်တယ်နော်အဲ့ဒီတော့ကြောင့်မလို့ဒါအားလုံးသိစေချင်တာပါအဓိကကတော့AA ဟာတနိုင်ငံလုံးကိုဖျက်ဆီးနေတာဖြစ်တယ် AA ကအခုဖျက်ဆီးမှာကကျွန်တော်တို့ရဲ့ ARD ကိုထမင်းအိုးကိုရိုက်ခွဲမှာဖြစ်တယ်နောက်တဲ့ကပ္ပစအခုကပ္ပစဒီ15လားကျွန်တော် ARD မှာအခုဆိုရှင်ရှော့တိုက်တုံးနေပါနေတာမှာအခုပြစ်နေပြီနော် drone နေနေတာမှာလာပြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့လက်နက်ဆက်ယုံပြိုကွဲမှာဖြစ်တယ်အဲ့တော့လက်နက်ဆက်ယုံပြိုကွဲမှာထမင်းအိုးကွဲမှာဟဲ့ဆိုရှင်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ရက်တည်နေတဲ့တက်မတော်ကြီးနိုင်ငံတော်ကြီးဟာပြိုကွဲမှာဖြစ်တယ်ဘသူကနိုင်ငံကိုဖြိုခွဲနေတာလဲခင်ဗျားတို့ရက်တည်ပါမယ်ဆိုတဲ့ဒီစစ်သွေးကြ AA ကဖြိုခွဲနေတာဖြစ်တယ်ဘယ်သူကတိုက်ပေးနေတာအဲ့ဒီပြိုကွဲအောင်တိုက်မဲ့ရန်သူကိုတိုက်ပေးနေတာကဒေသခံမွတ်စလင်တွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီမွတ်စလင်တွေကိုခုလိုချင်းမျိုးမှာဟလာရေမိုးတဲ့ရေတဲ့ရောက်မှဘသူကဆွေမျိုးလဲဘသူကရန်သူလဲဆိုတော့ခင်ဗျားတို့သိရပြီမလားအဲ့တော့ဒီလောက်ထိကိုယ့်ပေါ်မှာမိတ်ဆွေဖြစ်နေတဲ့ဒီဒေသခံမွတ်စလင်တွေပေါ်မှာခင်ဗျားတို့အနေနဲ့အမြင်မကြည်သေးဘူးလားဆိုတော့ကျွန်တော်အနေနဲ့เนาะဒါကျွန်တော်ဘာကြောင့်မို့အမြင်ကြည်ရလဲကျွန်တော်ဘယ်လိုတွေးခေါ်လဲဆိုတော့ကျွန်တော်ပြောပြတာဖြစ်တယ်เนาะအဲ့တော့အာစာပဲဖြစ်ပေါ့ဗျာเนาะဒေသခံမွတ်စလင်တွေအဲ့သူတို့ကဟိုဘက်ချိုင်းတိုက်ပေးနေတယ်ကျွန်တော်တို့ကလည်းတောင်ပိုင်းကနေတိုက်မယ်ဟင်းဆိုလို့ရှိရင်ဘယ်လောက်ထိအဆင်ပြေသွားမလဲဒါပေမဲ့လည်းခင်ဗျားတို့ရဲ့ဒီပေါ့เนาะရခိုင်မလင်ပေါ့ဘယ်လိုလဲဆိုလို့ရှိရင်သူတို့ကတက်မလို့မူးကြီးပေါ့ဗျာเนาะတက်မလို့မူးကြီးဖြစ်တဲ့ရခိုင်မလင်ကတော့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့ဗျာเนาะဟုတ်ပြီအဲ့တော့ဒါက ARD အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ ARD ရခိုင်အခြေအနေပါဗျာเนาะစစ်တွေလည်းရွှေ့ချွန်ကာကွယ်သွားမှာပါကျွန်တော်ကြည့်ရတော့သမင်းအိုးဟုတ်ပြီနိုင်ငံတော်အလံကိုလေးစားသူတဲ့ဘယ်လူမျိုးကိုမစိုးတဲ့เนาะအမျိုးသားရေးသမားတွေကမိတ်ဆွေဖြစ်တယ်ဟုတ်ပါပြီကိုရဲရေเนาะအဲ့တော့ကျွန်တော်တို့ဒီချိန်မှာကနိုင်ငံအတွက်အရေးကြီးနေတဲ့အချိန်မှာအရေးကြီးတာကိုလုပ်ကြမယ်ဗျာသိလားဒီကျန်တာတွေကအရေးမကြီးတော့ကြည့်တယ်ကျွန်တော်ကိုယ်တိုင်ပွင့်လင်းပြောမှာနော်ကျွန်တော်ကိုယ်တိုင်မဘာသာတယောက်ပါဒါပေမဲ့ကျွန်တော်ရဲ့မဘာသာခံယူချက်ကကျန်တဲ့မဘာသာတွေရဲ့ခံယူချက်နဲ့ကျွန်တော်ကွဲလဲနိုင်တယ်။ဘာကျွန်တော်ရဲ့မဘာသာကကျွန်တော်ရဲ့အမျိုးဘာသာသာသနာကိုတိုးတက်စေချင်တာပြန်ပွားစေချင်တာထို့တူတခြားဘာသာတွေကိုလေးစားစေချင်တာကိုယ့်ဘာသာတော့ကိုပြေဝကာကွယ်ရမှာဖြစ်တယ်နော်အဲ့တော့အကောင်းဆုံးကတော့အခုမဘာသာဆိုတော့တချို့ကနားလေလိုက်လို့ရှိရင်ပေါ့နော်အခုနီပိန်းနေနားလေတဲ့မဘာသာဘာလဲဆိုလို့ရှိရင်အမျိုးဘာသာသာသမားတွေဟာကလားမုန်းတယ်တရုတ်မုန်းတယ်သိတယ်မလားအဲ့ဒီပုံစံမျိုးမဟုတ်ပါဘူးနော်မျိုးဘာသာသာသမားတွေဟာမိမိလူမျိုးကိုမိမိချီးမြှောက်ရမယ်ကာကွယ်ရမယ်မိမိဘာသာကိုမိမိကာကွယ်ရမယ်ထို့တူမိမိဘာသာမိမိကာကွယ်တယ်လို့မိမိလူမျိုးရဲ့နှလုံးသားအစစ်မှန်ကိုလည်းကျန်တဲ့ဘာသာတွေကိုပြရမယ်စီလုံးညီညွတ်ခြင်းနော်ဟိုကျေပြတ်တဲ့အမျိုးသားရေးဝါဒသမားတယောက်ပါကျွန်တော်ရဲ့ဝါဒပေါ့နော်အဲ့တော့ဒေတာခံမွတ်စလင်တွေအနေနဲ့ကျွန်တော်တို့အနေနဲ့ညီကိုရောင်းရင်းနေလို့ကြိုးဆိုတယ်အခုလိုမျိုးရှေ့တန်းကတိုက်ပေးနေတာကိုလည်းကျွန်တော်တို့အနေနဲ့လုံးဝအတိမတ်ပြုတယ်ကျွန်တော်ထပ်ပြီးတော့လေ့လာကြည့်ပြီးလာတယ်ပေါ့နော်ဒေတာခံမွတ်စလင်တွေကဘသူတွေနဲ့အဓိကပြဿနာဖြစ်တယ်ဗမာနဲ့ပြဿနာမဖြစ်ဘူးနော်စစ်တပ်နဲ့ပြဿနာဖြစ်သူတို့ပြဿနာဖြစ်တာကဟိုရခိုင်အစွန်းရောက်တယ်ရခိုင်မျိုးသားရဲ့အစွန်းရောက်တွေဖြစ်တဲ့ AA လိုအုပ်စုမျိုးတွေနဲ့လာပြဿနာဖြစ်တာဒေတာခံမွတ်စလင်ကျွန်တော်ရင်ဖွင့်လာကျွန်တော်တို့ဗျာတဲ့စစ်တပ်သားမရှိရင်ကျွန်တော်တို့ဒေတာခံပေါ့နော်ဒီသူတို့ကိုခေါ်တာဘရင်းကြတယ်ပေါ့ကျွန်တော်တို့ရတဲ့နေလို့တော့ရမှာမဟုတ်ဘူးတဲ့စစ်တပ်ကကဲတာလို့တဲ့အဲ့တော့ကျွန်တော်တို့အနိုင်ကျင့်တာအဲ့ဒီရခိုင်တွေပဲအနိုင်ကျင့်တာရခိုင်စစ်သွေးကြွတွေပဲအနိုင်ကျင့်တာပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ထပ်ဆိုလို့ရှိရင်အမှအခုဆိုရင်တိမ်တယောက်မပေးမနေရဆိုအတင်းဆွဲနေတာရခိုင်AA ကအတင်းဆွဲနေရတယ်ရှိတယ်အဲ့တော့ဘူးသီးတောင်မောင်တို့ဘက်မှာစစ်စခန်းတွေမှာစစ်ရေးလေ့ကျင့်နေပြီဖြစ်တယ်နော်အဲ့ဒါလေးသိစေချင်တာဟုတ်ပြီညီလေးတို့အားလုံးပဲအဲ့တော့အခုရခိုင်နဲ့ ARD ကိစ္စလေးကျွန်တော်အရေးကြီးကြောင်းတော့ပြောပြီးသွားပြီနော်အဲ့တော့ဘာလို့အောင်လဲဆိုရင် ARD ကိုစစ်ကူတွေပို့ဖို့လိုတယ်နော်ဒီနေရာမှာတက်မတော်လူကြီးမင်းတွေရဲ့စီမံခန့်ခွဲမှုညံပြင်းမင်းချင်းကိုကျွန်တော်နည်းနည်းလေးပြောပြချင်တယ်ဗျ
အဲ့ဒါကခင်ဗျားတို့အနေဆုံးတော့နေတိုင်းတယောက်ဆိုရင်တော့မှဒီအတွေးခေါ်ရှိတယ်ဗျာတဲ့နေတိုင်းတယောက်ပဲဖြစ်ကျွန်တော်တို့အုပ်ကြီးတယောက်ပဲဖြစ်ဒီအတွေးခေါ်ရှိတယ်ဒီအတွေးခေါ်လောက်ကိုခင်ဗျားတို့ကဘလို့ပြောင်းပြန်လှန်နေတော့ကျွန်တော်တို့မသိဘူးအခုမြန်မာနိုင်ငံမှာအခုစီရေးနေအမြင့်အရှုံးတွေနဲ့ပတ်သက်လာလို့ရှိရင်အဓိကတာဝန်ယူရမှာကစထမှုတွေတာဝန်ယူရမှာဖြစ်တယ်နော်အဲ့ဒီထိပ်ပိုင်းအုပ်စုတွေပေါ့ဗျာနော်တက်မတော်ကြီးမှုတို့တက်တော်ကြီးမှုတို့ဟုတ်လားတက်မကြီးမှုတို့ဒီပုံကို3ယောက်ခင်ဗျားတို့တာဝန်ယူရမှာဖြစ်တယ်အဲ့ဒီအောက်မှာရှိတဲ့ဒီဗိုလ်မှူးချုပ်တွေနောက်တော့ကျွန်တော်တို့ဒီဗျူဟာမှုတွေနော်တိုင်းမှုတွေပေါ့ဗျာအားလုံးစစ်တာဝန်ယူရမှာဖြစ်တယ်အဲ့တော့တိုင်းမှုတွေအနေနဲ့ကြည့်ရမယ်ဟဲ့ဆိုလို့ရှိရင်တော့တိုင်းမှုတွေမှာအဲ့လောက်ဘယ်လိုခေါ်မလဲလောက်ပိုင်ခွင့်ရှိမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့တိုင်းမှုတွေအောက်မှာကတက်မတွေရှိတာပေါ့ဗျာနော်။ဒီတက်မတွေကိုရွှေ့ရပြောင်းရောက်လာအောင်လဲကျွန်တော်ကြည့်တာတိုင်းမှုတွေမှာ authority ရှိချင်မှရှိမယ်။တကယ်တမ်းဒီတက်တွေကိုအပြောင်းလဲလုပ်နိုင်တဲ့ decision မျိုးချနိုင်တာတော့ခင်ဗျားတို့ထိတ်ဆုံးက3စုပေါ့ဗျာနော်။ဦးမင်းအွန်လိုင်းရယ်ဦးစိုးဝင်းရယ်ဒီကာစာထမှု6ယောက်ရယ်နော်။ခင်ဗျားတို့ကပဲဒီစစ်ပွဲကြီးတစ်ခုလုံးကိုစီမံကွပ်ကဲနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုကြာရှုံးမှုတွေနော်တက်မလို့သားတွေခံစားရမှုတွေအားလုံးတော့ဘယ်သူမှတာဝန်ရှိတယ်ဆိုရှင်ခင်ဗျားတို့တာဝန်ရှိတယ်ဆိုတော့နော်သိဖို့လိုတယ်အဲ့တော့တက်မှမှုအဆင့်ပေါ်ပြနေကျွန်တော်တို့တက်မှမှုတော့ဖြစ်ပါတော့ကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲဘုံကျုပ်အဆင့်တွေခြင်နေကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲစစ်တိုင်းတွေပေါ့ဗျာစစ်တိုင်းတွေမပါခါတို့ရလာခါတို့နော်အဲ့ဒီဟာတွေကအဲ့တော့ထိဩဇာအာဏာမကြီးပါဘူးဩဇာအာဏာတကယ်ကြီးတာတော့ခင်ဗျားတို့ကာစထမှုတွေကအာဏာကြီးတာဖြစ်တယ်အဲ့တော့ဒီစစ်ပွဲကိုစီမံကွပ်ကဲညွှန်ကြားတာလဲခင်ဗျားတို့ကထိတ်ဆုံးကဖြစ်လိမ့်မယ်နော်ခင်ဗျားတို့ညံပြင်းလို့တာလေဒီကျွန်တော်တို့တက်မတော်သားတွေထိခိုက်နာကျင်ရလို့ကျွန်တော်တို့သုံးသပ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်နေတိုင်းအဆင့်လောက်အတွေးခေါ်ရှိရင်တော့မှဒီစစ်ပွဲကမရှုံးဘူးနော်ရက်ကွက်အုပ်ကြီးအဆင့်လောက်အတွေးခေါ်ရှိရင်တော့မှဒီစစ်ပွဲကကျွန်တော်တို့ဒီလောက်ထိခံရစရာအကြောင်းမရှိဘူးဆိုလိုချင်တာကနေတိုင်းတယောက်တွေးပြီးနေတိုင်းတယောက်အနေနဲ့ပေါ့နော်ဘယ်လိုခေါ်မလဲဆိုတော့ဒီမြေပြင်မှာစပြီးစားလုံးရင်စဆိုရင်သူကနေမြေစိုးမှုအရန်အရေးကြီးတယ်အဲ့တော့နေမြေကိုသူ့နဲ့ဆိုင်ကယ်နဲ့သွားကြမှာသွားလိမ့်မယ်လမ်းလျှောက်ပြီးသွားလိမ့်မယ်နေမြေစိုးမှုမရှိရင်ဘာမှနေတိုင်းတယောက်တည်းဘာမှလုပ်လို့မရဘူးဒီနေမှာဘယ်သူရှိတယ်ဘယ်ကောင်ကပါဘယ်သူကပါဆိုတော့သူ့အနေနဲ့မသိထားရင်ဒီနေတိုင်းဟာဒီနေကိုထိန်းတယ်လို့ပြောလို့မရတော့နော်အုပ်ကြီးတယောက်လည်းဒီလိုကိုယ့်ရက်ကွက်အကြောင်းမှကိုမသိထားရင်ဒီရက်ကွက်ကိုထိန်းလို့မရဘူးအခုတိုက်နေတဲ့စစ်တပ်တွေကဘယ်လိုခေါ်မလဲဆိုတော့ဗျာဟိုတက်မ99ကိုအောင်စရာကိုပို့နော်ဒီဘယ်လိုခေါ်မလဲဆိုတော့ကရင်ပြည်နယ်ကတက်ကိုဟိုရှမ်းမြောက်ကိုပို့ဟုတ်လားအဲ့တော့နေမြေစိုးမိုးမှုမရှိတဲ့အခါကျတော့နေမြေစိုးမိုးတဲ့တက်နဲ့ရှင်ပြိုင်တဲ့အခါမှာဘယ်သူကအရေးနိုင်လဲခင်ဗျားတို့အဲ့လောက်တော့စဉ်းစားဖို့လိုတယ်အခုတက်တွေဘာကြောင့်မို့ခံနေရလဲဆိုတော့ကျွန်တော်တို့တဖြည်းဖြည်းနဲ့ပေါ့နော်တင်းရင်ခောက်ရင်လေ့လာရင်သွားတွေ့တဲ့အခါမှာတော့ခင်ဗျားတို့အဲ့ကာစထမှုတွေနော်ပြီးရင်ခင်ဗျားတို့အဲ့ဒီဦးမင်းအွန်လိုင်းဦးစိုးဝင်းကနေစပြီးအဲ့ကာစထမှုတွေရဲ့အလုပ်လုပ်မှုကညံ့ဖျင်းတာလို့ပြောရင်မမားတော့ဘူးဗျာသိလားကြည့်ဘယ်လိုခေါ်မလဲဆိုတော့နေမြေစိုးမိုးမှုမရှိတဲ့အစိမ့်သက်ကြီးတွေဗျာဟုတ်တယ်မလားအစိမ့်သက်ကြီးသွားပြီးရခိုင်ပြည်လှည့်လိုက်မှတော့ဟိုကဘာဘယ်နေမှာဘာမှမသိတော့စခန်းမှာပဲကုတ်ပြီးတော့ပြစ်နေရတယ်အဲ့တော့စခန်းကုတ်ပြီးအပြင်ကိုမထွက်ရဘူးအပြင်ထွက်ဖို့ဆိုတာလဲနေမြေလမ်းကြောတိမှထွက်လို့ရမယ်အဲ့တော့နေမြေလမ်းကြောမသိတော့ဘာမှလုပ်လို့မရဒေသခံတွေကလည်းဘာမှမသိပြန်ဟာအဲ့တော့အစိမ့်သက်ကြီးခံရတာအစိမ့်သက်ကြီးခံနေရတာဘယ်သူတွေညံ့ဖြစ်တာလဲဆိုရင်ခင်ဗျားတို့ရဲ့ဒီစီမံကွပ်ကဲမှုတွေညံ့ဖြစ်တာဆိုလို့ရှိရင်ခင်ဗျားတို့ညင်အောင်မလားလို့ကျွန်တော်မေးချင်တယ်အဲ့တော့နောက်ထပ်ကျွန်တော်တို့ကဘယ်လိုခေါ်မလဲကရင်ပြည်နယ်ကတက်ကိုရှမ်းမြောက်ကိုပို့ထားတယ်ရှမ်းမြောက်ကိုပို့တဲ့အချိန်မှာအခုတက်မ99ကိုကျွန်တော်တို့ဒီအောင်စီရဆိုပြီးလွတ်လိုက်အောင်စီရဟိုကောင်တွေကဘာသိမှာလဲလေဟုတ်တယ်မလားနေမြေကန်ကိုသွားတဲ့အချိန်မှာနော်အဲ့တော့နေမြေကန်ဒီကျွမ်းကျင်တဲ့တပုံတွေကဆွဲစားအောင်ဗျာနော်အဲ့တော့ဆိုလိုချင်တယ်ဗျာသိလားအရင်ကတော့ဟုတ်တယ်ဗျာအရင်ကတော့သူတို့အနေနဲ့နေမြေကန်တက်တွေကအလုံးမလုံးတဲ့အတိုင်းတာတွေရှိတဲ့အတွက်ကြောင့်မလို့တက်တွေပြောင်းပြစ်တာတော့ရှိတယ်ပေါ့နော်ဒါပေမဲ့တော့အခုလုပ်နေတဲ့ပုံစံတွေအားလုံးကတော့ကိုယ့်ရဲ့ဒီကာစထမှုတွေနော်ဦးမင်းအွန်လိုင်းနဲ့သူတို့တွေရဲ့စီမံကွပ်ကဲမှုညံပြင်းမှုတွေကြောင့်ကျွန်တော်တို့အခုချိန်မှာတက်မတော်သားတွေထိခိုက်နာကျင်နေရတာလို့ကျွန်တော်တို့ကတော့သုံးသပ်လာပြီဗျာသိလားကိုယ်နဲ့မသိတဲ့နေတွေကိုသွားပါဆိုဘာမှမသိဘူးဥမာဖြစ်ကရင်ကတက်ကိုကရင်ကနေပြီးတော့ပြန်ပြီးတော့တိုက်ခိုင်းကြည့်ပါလားတိုက်ခိုင်းလိုက်မယ်ဟဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အနေအဆုံးကတော့သူတို့နေမြေစိုးမှုပြီးတော့ကောင်းကောင်းရလိုက်မယ်ဘယ်နေကနေဘယ်ကိုထွက်ရင်ဘယ်ကောင်ပါဆိုတော့အစသိတယ်သိလို့ရှိရင်နှိမ်နှင်းလို့လွယ်လွယ်လေးအဲ့အတွက်ကြောင့်မို့လို့အခုဗျူဟာ
ဗျူဟာကဘာဗျူဟာတွေလဲနော်အေးနပခကတက်မှမှုတွေဘယ်လိုခေါ်မလဲကျွန်တော်တို့စစ်တိုင်းမှုတွေဆိုလို့ရှိရင်ဒူးလေးထောက်လို့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ဟိုညံဖြစ်မှုကခင်ဗျားတို့တာဝန်ယူရမှာဖြစ်တယ်အဲ့တော့ကျွန်တော်အကြံပေးချင်တာကတော့သူ့နယ်မှာသူ့တက်နဲ့နယ်မြေစိုးမိုးမှုကိုအရင်ရအောင်ယူပါဗျစစ်ပွဲကိုနိုင်ဖို့ဆိုတာဆိုင်နယ်မြေစိုးမိုးမှုဆိုတာအခုမိမိခြေချထားရင်ချထားတဲ့နေရာရဲ့ခြေလမ်း၅လမ်းစာကိုစိုးမိုးဖို့အဲ့ဒါကိုအဓိကတာဝန်ယူပါနော်အားလုံးကသူ့နယ်မြေသူစိုးမိုးနိုင်ပြီဟေ့ဆိုလို့ရှိရင်တပုံကိုကောင်းကောင်းနှိမ်နေနိုင်ပါလေအဲ့တော့လောက်ငယ်သားတွေကိုလည်းအခွင့်အရေးတွေပို့ပြီးတော့ပေးစေချင်တယ်လုတ်ပိုင်ခွင့်ကအစပေါ့ဗျာနော်စစ်တိုက်တာဘယ်လိုမလဲဆိုတော့တစ်ဖက်တပုံတွေကတိုက်နေတဲ့ပုံစံကတိုက်ရင်လည်းပျော်တယ်တေရင်လည်းပျော်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ညီညွတ်မှုနဲ့တိုက်နေတာခင်ဗျားတို့ကဗာတဲ့လားတဲ့သူဆိုတော့တိုက်နေတဲ့အချိန်မှာလည်းစိတ်ညစ်ရတယ်ဟလားတေရင်လည်းစိတ်ညစ်ရတယ်ဖမ်းနိုင်လည်းစိတ်ညစ်ရတယ်ဆိုတဲ့ပုံစံစိတ်ညစ်ခြင်းပေါင်းများစွာနဲ့တိုက်နေတဲ့ပုံစံမျိုးလည်းမဖြစ်စေချင်ဘူးအဲ့တော့ဘာလို့အောင်မဆိုရှင်မိမိနယ်မြေမှာမိမိဟိုခြေကုပ်ယူနိုင်အောင်နယ်မြေစိုးမိုးမှုရှိအောင်အနည်းဆုံးနယ်ရင်းတယောက်